ဖူချမ်းဆိုတဲ့လူကဂျင်းနဲ့နန်းဆောင်ကိုနှစ်ရက်ချတခါလာတက်ပြီးမင်းသမီးလေးအတွက်အဖိုးမတန်တဲ့အယုတ်ကလေးလေးအကြောင်းပြပေးတတ်သူပါရုပ်ရည်လေးကလွယ်ရင်ဘာမှအသုံးမကျသလိုရတောင်တရမ်းရနဲ့အလုံးမရှိအကိုင်မရှိသူမို့ကျမကတော့သူ့ကိုခြေဖျားကနေစံဖျားအထိအထင်သေးလိုက်မိပါတယ်ဒါပေမဲ့ဖူချမ်းကကျမရဲ့အမတော်နဲ့မထိုက်တန်ဘူးလို့ထင်ပေမဲ့လည်းသူနဲ့အတူနန်းတော်ကနေထွက်သွားရတော့မယ်လို့တွေးလိုက်ကြနဲ့ကျမစိတ်ထဲကမကျေနပ်မှုတွေဟာပျော်ရွှင်မှုအဖြစ်ချက်ချင်းပြောင်းလဲသွားခဲ့ပါတယ်အဲ့ဒီလူကဘလို့ပဲဖြစ်ဖြစ်ဂယုမဆိုင်ပါဘူးကျမအမတော်တော့ကိုလိုက်သွားနိုင်ရင်ပဲအဆင်ပြေပါပြီမင်္ဂလာဆောင်တဲ့နေ့မှာတော့ကျမမိုးမလင်းခင်ကတည်းကထပြီးမင်းသမီးလင်အာနာမှာပဲကျင်းလေးကလုံးလိုကဝဲလဲလဲလူပေးနေမိပါတယ်အမတော်ရင်ငတ်လားပန်းဦးရက်ကလေးနေလားဆိုပြီးတနေကုန်အလုံးရှုပ်နေတာကြောင့်ဘေးကလူဒီကတောင်ကျမကိုယူသွားပြီလားလို့ကြည်နေကြပါတယ်မင်းသမီးလင်အားကကျမလက်ကိုဆွဲပြီးဘေးမှာထိုင်ခိုင်းလိုက်ကနန်းနန်းပင်ပုံစံလက်ကင်ဘဝလေးနဲ့ကျမနှစ်ဖူးကချွေးဒီကိုညင်းသားစွာတုပ်ဖိနေခဲ့ပါတယ်ရှင်အိမ်တော်ရောက်တဲ့အခါဖူချမ်းကမင်္ဂလာဝတ်ဆောင်ကြီးနဲ့တခါဝမှာစောင့်နေတယ်ဒီနေ့တော့သူကလူရုပ်ပေါ်နေပြီးမျက်နှာမှာလည်းအပြုံးနေနေပေါ့ကျမကတော့နှာခေါင်းရှုံပြီးအထင်သေးချောင်းပြလိုက်တယ်မင်္ဂလာဥဆောင်ထဲမှာဧည့်သည်တွေအကုန်နှင်ထုတ်လိုက်ပြီးနောက်ကျမကတော့မတိကျင်အောင်ဆောင်ပြီးအခန်းထဲမှာပဲရင်နွေးချမ်းငှဲတောင်းနေလိုက်တယ်ဖူချမ်းကအရက်နှံတွေနဲ့ရိုင်တိရိုင်တိုင်ဝင်လာပြီးကျမကိုတွေ့သွားတယ်နင်ဘာလို့ဒီမှာရှိနေသေးတာလဲအရှင်ဒါကဘာစကားလဲကျမရဲ့တာဝန်လားမင်းသမီးလေးကိုပြုစုဖို့ပဲလေအခုကငါနဲ့မင်းသမီးလေးရဲ့မင်္ဂလာဥညလေအော်ဒါဆိုရင်ကဘာဖြစ်လဲမင်းသမီးလေးကကျမကိုထွက်သွားဖို့မပြောသေးဘူးလေဖူချမ်းရဲ့မျက်နှာကတော့မဲမောင်နေပြီသူကျမလိုမိမဆိုမျိုးဒီခါမှမတွေ့ဘူးထင်တယ်သူသပြင်းရှည်ကြီးချလိုက်ပြီးမင်းသမီးဘက်ကိုလှည့်လိုက်တယ်မင်းသမီးလေးကြည့်ပါဦးကျမလည်းစိတ်ပူသွားပြီးလင်းနာကိုလိုင်းကြည့်လိုက်မိတယ်အမတော်ကျမတို့ရဲ့ညီမတန်ရောစင်ကိုကြည့်ပြီးတော့ပေါ့ဖူချမ်းကိုအခန်းထဲကနေနှင်ထုတ်လိုက်ပြီးခရဲကအိမ်တော်ထဲမှာကျမရဲ့အစင်တန်းကတခင်မလေးလိုထစ်လာတယ်နေတိုင်းကျမကသူ့ကိုစနောက်ပြီးပျော်နေကအရှင်ဟိုဘက်ကိုနည်းနည်းတိုးပေးပါအောင်ကျမအမတော်ကိုဟင်းခွန့်ပေးမလို့ဒီလိုနဲ့နာလီဝက်လောက်ကြာသွားခဲ့တယ်အဲ့ဒီနေ့နေ့လယ်မှာတော့ကျမပစ္စည်းစာရွက်တွေကိုကူပြီးစစ်ပေးနေတော့စာအုပ်ကြားထဲကစာရွက်တီလက်ကိုတွေ့လိုက်ရတယ်ထန်းချွန်အိမ်တော်တယ်အဲ့ဒါကိုမြင်လိုက်ရတာနဲ့ကျမမျက်လုံးတွေဝင်းခနဲ့ထစ်သွားခဲ့တယ်ကျမလည်းနေစဉ်ရက်ဆက်လင်းအာနောက်ကိုတကောက်ကောက်လိုက်ပြီးအမရေပူစမ်းစင်တာခဏကိုတက်ကောင်းတယ်လို့ကြားတယ်သူလည်းပတ်မှုကောင်းစေတဲ့အပြင်အလားပါတော့လည်းထောက်ကူပြုတဲ့အမကလည်းအိမ်တော်ကကိစ္စတွေနဲ့အတုံးရှုံနေတာမျက်လာလေးတော့မကောင်းတော့အောင်ကျမတို့ရေပူစမ်းသွားစင်ကြရအောင်နော်လင်းအားကတော့လက်ထက်ကစာအုပ်ကိုလှန်ဖက်ရင်မျက်တောင်တစ်ချက်တောင်မခက်ပဲအိမ်တော်မှာအလုပ်တွေများနေလို့သွားလို့မရဘူးလို့ပဲဆိုခဲ့ပါတယ်သမင်းစားနေချိန်ကြတော့လေအမဒီမြက်လေးကဘယ်လောက်လက်ဆက်လဲကြည့်ပါဦးရေပူစမ်းဆန်အိမ်ရဲ့နောက်ဘက်တောင်ကုန်းမှာဝါတော်ကြီးရှိတယ်လို့ကြားတယ်ကျမတို့မြက်သွားတူးကြမလားဟင်ကိုယ်တိုင်တူးတာပို့စားလို့ကောင်းမှသိကြတယ်လင်းအားကဟင်းရွက်တစ်ဖက်ကိုကျမပန်းနဲ့ထည့်ပြီးစားကျင်ရဲ့မိဖိုးချောင်းကိုလုတ်ခိုင်းလိုက်မယ်လို့ပဲတိုးဖြောင်ခေးပြန်တယ်သူစားရင်းနေချင်းကြတော့လေကျမကတစိတ်တကောင်လိုသူ့ပြီးမှကတ်နေပြီးမင်းသွေးပြီးရင်တွတ်လေဟိုဒီမအိမ်တော်ကကောင်းတော့ကောင်းပါလေဒါပေမဲ့ပြင်းစရာကြီးနန်းတော်ထဲမှာတော့ကဆိုရင်ကျမတို့ဥယျာဉ်ထဲမှာစွန့်တော်လို့ရသေးတယ်အခုကြတော့နေတိုင်းဖူချမ်းရဲ့မျက်နှာသေးကြီးကိုပဲကြည့်နေရတယ်ကျမတို့စိတ်ကတောင်ကြားတော့မယ်ထင်တယ်အမကျမတို့စံအိမ်မှာရန်နေလောက်သွားနေကြရအောင်နော်စိတ်ကပန်းဖီတော့နောက်ဆုံးတော့လင်းအားကစွတ်တန်ကိုချလိုက်တယ်သူကခေါင်းမော်ပြီးကျမကိုငင်းငင်းလေးစိတ်ကြည့်နေတာကြောင့်အကြီးခံရတာကြောတောင်ဆင်းသွားရတယ်သွားသည်ငါတရုပ်ဆောင်တာလွန်သွားပြီလားမသိဘူးလို့ထင်လေတော့မှပဲသူကရုတ်တရက်ပြုံးလိုက်ပြီးကောင်းပြီလေတဲ့အမသဘောတူလိုက်ပြီဆိုတော့အရန်ကောင်းတာပဲပေါ့ကျမကတော့ဒီလောက်ထိခိုက်လွယ်တဲ့ညီအမတန်ရောစင်သွဲနဲ့ပဲချက်ချင်းပဲငုံချလိုက်တော့တယ်ခီးစားတင်နေနေမှာရာဒီဥဒုကတာယာလို့နေတယ်လင်းအားကအဖေလူတွေကိုတော့လက်ထပ်ပြီးခါစားပင်ဖက်နေလို့စံအိမ်မှာရန်နေလောက်အနားယူမယ်လို့ကြေညာထားပါတယ်ဖူချန်ကဒီတဲ့ရင်ကိုကြတော့မျက်နာကအယောင်ဆုံးဖြစ်သွားတာပဲမကျေနပ်တာတွေဒေါသထွက်တာတွေရောပေါ့ဒါပေမဲ့အများစုကတော့ဝန်ထုတ်ဝန်ဖို့တကူလွတ်သွားသလိုပါပဲကျမရထားလုံးပေါ်ကြတော့သူ့ကိုလက်ကင်ဘွားလေးတောင်ပြလိုက်သေးတယ်မိမကငါခေါ်သွားပြီးမိဘသားမင်းကစားနေတော့ဇွဲအရန်စားတဲ့အပြုံးနဲ့ပေါ့ရေပူစမ်းဆန်အိမ်ကတော့နာမည်ကြီးတဲ့အတိုင်းတောင်ထဲရေချားမှာလှပတဲ့ပန်းကြီးကတစ်ချက်လိုပါပဲအထူးခြားဆုံးကတော့နောက်ဖေးဝင်းထဲကတဘာဝရေပူစမ်းပဲကြောက်ဖြူလေးနဲ့လှုပ်ထားပြီးရေကလည်းကြီးတယ်နေတာအောက်ခြေအထိမြင်ရလေရေငွေတွေဝေးနေတာနှက်ပြေရောက်နေသလိုပဲပေါ့လင်းအားကအစိခံအားလုံးကိုပြန်လွတ်လိုက်တယ်ချောင်းစီဒီမှာဘသူမှမရှိဘူးမင်းစိတ်ကြိုက်လို့တော့တဲ့ကျမစောင့်နေတာဒီစကားပဲလေကျမလည်းမြန်ဆန်ပဲရွှေရက်ခံနေတဲ့အဝေးအစားတွေကိုချွတ်လိုက်ပြီးအတွင်းခံလေးပဲဝတ်ထားတော့တယ်ပြီးတော့ရေထဲကိုဝုန်းကနေခုန်ချလိုက်ပါတော့တယ်အာနေလို့ကောင်းလိုက်တာရင်နွေးလေးတွေကတကူလုံးကိုထွေးပွေးထားသလိုပဲချွေးပေါက်တိုင်းပွင့်သွားသလိုခံစားရတယ်လေကျမလည်းလင်းပိုင်းတကောင်လိုရေထဲမှာလူလွေ့နေပြီးမှကမ်းပေါ်မှာရက်နေတဲ့နှစ်သမီးလေးအမကိုတတိယမိတယ်မျက်နှာပေါ်ကရေတွေကိုတုံးလိုက်ပြီးသူ့ကိုအော်ပြောလိုက်တယ်အမဆင်းလာခဲ့လေရေအပူချင်းကအကောပဲကျမတို့ရေကစားကြရအောင်လင်းအားကကျမကိုကြော်ပေးထားပြီးသူ့ရဲ့နန်းတွေအဝေးအစားတွေကိုဖြည်းဖြည်းချင်းချွတ်နေပါလေလှပတဲ့အဝေးအစားတွေမြေပေါ်ကိုရောကျသွားတဲ့နဲ့အမျှသူ့ရဲ့ခန္ဓာကိုယ်အလားကလည်းပေါ်လာတော့တယ်ကျမလည်းရင်ခုန်စွာနာအမရဲ့ရေချိုးပြီးပုံစံကိုစောင့်ကြည့်နေတော့မှာပဲသူလှည့်လိုက်တဲ့အချိန်မှာကျမရဲ့အပြုံးလေးခဲသွားတော့တာပဲရင်ငွေတွေကြားမှာပေါ်လာတဲ့သူ့ရဲ့ခန္ဓာကိုယ်ကပခုံးကလည်းကျဲရင်အုပ်ကလည်းဖွင့်ဝမ်ပိုက်ချွတ်သားတွေကလည်းအထင်ထားပဲကျမတီကျွမ်းခဲ့တဲ့မိန်းကလေးရဲ့အလားပါတွေမဟုတ်တော့ပဲယောက်ျားလေးတစ်ယောက်ရဲ့တမားတွေခန္ဓာကိုယ်ဖြစ်နေတယ်ပြီးတော့အစာမျိုးလိုက်တဲ့အဖလှုပ်ရှားသွားတဲ့လေစီကလည်းအထင်ထားပါပဲကျမတကူလုံးကြောက်ရွံ့လို့ဖြစ်သွားတော့တယ်နှစ်ပေါင်းများစွာအတူနေလာပြီးအတူအိတ်ခဲ့တဲ့အမကယောက်ျားကြီးဖြစ်နေတယ်ပေါ့ဒါကြောင့်သူဖက်လိုက်ရင်မတောင်းဖြစ်နေတာကကိုကံပညာတက်လို့မဟုတ်ပဲသူကယောက်ျားဖြစ်နေလို့ကိုကျမဘာသာအဟောင်းသားနဲ့မေရောတောင်ပြူကြတော့မလို့ပဲမျက်လုံးတွေလည်းထမတက်ပြူကြီးနေမိတယ်က
ကံဘေးကလင်အားကတော့ကျမကိုပြုံးဆဆနဲ့ကြည့်နေပြီးကျမရဲ့ဦးကြောင်ပုံစံကိုကြည့်ပြီးရဲချင်းနေပုံပဲနှုတ်ခမ်းလေးကိုဟားပြီးကျမစီကိုဖြည်းဖြည်းချင်းရှောက်လာတယ်ခြေလမ်းတိုက်ကသိစီမှုကိုဖြူခွဲနေတယ်လို့ပဲနောက်ဆုံးတော့ကျမရှိဝါရက်လိုက်ပါတယ်သူ့ရဲ့အတန်ကလည်းမိန်းကလေးအတန်မဟုတ်တော့ပဲယောက်ျားလေးအတန်ဖြစ်သွားတယ်ဘလို့လဲရှောင်းစီသူကခေါင်းလေးကိုငုံပြီးကျမနာနာကိုကပ်ပြောလိုက်တယ်အခုတော့ရေကစားချင်းသေးလားတဲ့ဘာရေကစားရမှာလေကျမလည်းတတိပြန်ဝင်လာပြီးကြောက်လန့်တကြားနဲ့ရေထဲကနေကုန်းပေါ်ကိုကတော့ကမျောတက်လိုက်တော့တယ်အဝေးစားနေကိုကောက်ဝစ်ပြီးသူ့ကိုလှဲ့တော်မကြည့်ရတော့ဘူးဖခင်ကြီးဒါကကျမရင်သားစီထားတာပွင့်သွားတာထက်တောင်အစားတရားပိုဆိုးနေပြီအခန်းကိုပြန်လဲလာမှလည်းကျမတို့နေရောက်လုံးစကားမပြောပြကြဘူးအရန်ကိုနေရခတ်တဲ့အချင်းကြီးပေါ့သူကယောက်ျားဝတ်စုံကိုပြန်ဝစ်လိုက်တော့အရန်ကိုခံရသွားတာပဲသွားပြီးပိုချောလာပြန်ပြီးကျမလည်းခေါင်းငုံပြီးသူ့နောက်ကနေလိုက်လာရင်စိတ်ထဲမှာရှုပ်ထွေးနေတော့တယ်အမကနေအကူဖြစ်သွားတဲ့အချင်းကြီးကိုဘယ်လိုရင်ဆိုင်ရမလဲနောက်ကြရင်သူ့ကိုအမလို့ခေါ်ရမလားအကူလို့ခေါ်ရမလားဒါထိုင်ပါလင်းအားကကျမကိုလက်ဖက်ရည်တစ်ခွက်ညှစ်ပေးရင်မျက်နှာချင်းဆိုင်ကကလားထိုင်ကိုညွှန်ပြတယ်ကျမလည်းကျိုးဆွဲရုပ်တရုပ်လိုဝင်ထိုင်လိုက်ပြီးလက်ဖက်ရည်ခွက်ကိုကောက်မော့လိုက်တာရှာအပူလောင်သွားလို့မျက်ရည်တောင်ထွက်ချင်သွားတယ်ကျမရဲ့ဦးကြောင်ပုံစံကိုကြည့်ပြီးသူကခတ်တိုးတိုးလေးရေလိုက်တယ်ကျမလက်ဖက်ရည်ခွက်ကိုစပွဲပေါ်ဒုံခနဲ့ချလိုက်ပြီးသူ့ကိုစိုက်ကြည့်ရင်ရှင်ကောဘလို့ထင်လဲကျမရဲ့အရင်းနှီးဆုံးတငယ်ချင်းမလေးကရုတ်တရက်ကြီးယောက်ျားကြီးဖြစ်သွားတာလေးလို့ပြောလိုက်တယ်ငါထင်တာကနင်အစောကြီးကလေးကရိပ်မိနေပြီလို့ထင်တာသူကပြောပြန်နေကျမကြောင်သွားတယ်ဘာကိုရိပ်မိရမှာလဲရှင့်ရဲ့ခွန်အားတွေကထင်းကုတ်သမားလိုတန်မာနေတာကိုလားဒါမှမဟုတ်ရှင့်ရင်ခွင်ကြီးကတန်တုံးကြီးလိုမာကြောနေတာကိုလားကျမစိတ်လှုပ်ရှားစွာနဲ့တွတ်ပြောမိတော့တယ်ကျမကတော့ရှင်တိတ်တဆိတ်တိုင်းကျင့်နေလို့ကိုခန္ဓာကြီးကရောက်ကလေးလိုဖြစ်နေတာပဲလို့ထင်နေတာအခုတော့ရှင်ကရောက်ကလေးမဟုတ်ဘူးတကယ်ယောက်ျားကြီးဖြစ်နေတာပဲသူတောက်လက်ဆလက်ဖက်ရည်တွေပန်းထွက်ကုန်ပြီးတီးပါတီးသွားတယ်သူ့မျက်နှာတစ်ခုလုံးနေရဲပြီးချောင်းတွေတဟုတ်ဟုတ်ဆိုးနေတာကိုကြည့်ပြီးကျမစိတ်ထဲကထိတ်လန့်မှုတွေနည်းနည်းလျော့သွားတယ်ဒါဆိုဒါတွေကဘလို့ဖြစ်တာလဲမော့အတက်လားဒါမှမဟုတ်ရှင်မအမြွားအကိုရှိတာလားသူ့မျက်နှာကပြုံးရည်နေတာတွေပျောက်သွားပြီးတီတီတန့်တန့်ဖြစ်သွားတယ်ရှောင်းဆွေအခုငါပြောမဲ့စကားတွေကနင်းအတွက်တော့ယုံရခက်လိမ့်မယ်ဒါပေမဲ့အကုန်လုံးကအမှန်တွေကြီးပဲကျမကိုမတ်ထိုင်လိုက်တယ်အဲ့ဒီနောက်မှာတော့နန်းတွင်းကလှုပ်ကြံမှုတွေအိမ်ရှိဆန်တူအကြောင်းတွေကိုသူကပြောပြတယ်လက်ရှိမိဖုရားခေါင်ကြီးကအရန်ရက်ဆက်ပြီးသူ့ယာတူကိုချင်းချောက်နိုင်တဲ့မင်းသားတွေကိုအရှင်မထားဘူးတဲ့သူ့အမေကသူ့ကိုဘေးကင်းအောင်လို့ကျမအဖိုးရဲ့အကူအညီနဲ့မိန်းကလေးအသွင်10နှစ်ကျော်ကြာဝတ်ထားခဲ့တာပါဖူကျန်းနဲ့လက်ထပ်ဖို့ကိစ္စကလည်းနန်းတွင်းကနေထွက်ပြေးဖို့အတွက်သူစီစဉ်ခဲ့တဲ့အကွက်တစ်ခုပဲဖြစ်ပါတယ်ကျမပါဇက်အဟောင်းသားနဲ့နားထောင်နေမိတယ်လက်ထဲကလက်ဖက်ရည်ကွက်ဘယ်အချိန်ကပြုတ်ကျသွားမှန်းတောင်မသိလိုက်ဘူးဒါဆိုကျမအဖိုးကလည်းသိနေတာပေါ့လင်အားကခေါင်းကြီးပြတယ်ကုန်းဖူးကငါခမဲတော်ယုံကြည်ရဆုံးသူပဲသူသာမကူညီခဲ့ရင်ငါဒီနေ့အထိအသက်ရှင်မှာမဟုတ်ဘူးကျမအခုမှအကုန်သဘောပေါက်တော့တယ်ကျမအဖိုးကဘာလို့ကျမကိုနန်းတွင်နဲ့ထည့်ကျင်နေတာလဲဆိုတာကိုပေါ့အလောက်ကရစေချင်တာမဟုတ်ပဲသူကိုယ်တိုင်ပြုစုပြောထောင်ထားတဲ့မင်းသားလေးအတွက်ယုံကြည်ရတဲ့အဖို့တယောက်ရှာပေးခဲ့တာပဲလင်အားကကျမရဲ့မကြေမနက်ဖြစ်နေတဲ့မျက်နှာကိုကြည့်ပြီးထက်ရည်ပြန်နေသူ့မျက်နှာကိုကြည့်ရင်ကျမရင်ကုန်တန်တွေညံလာတဲ့ဒုက္ခပါပဲသူကမိန်းကလေးတုန်းကလည်းလှတယ်လို့ထင်ခဲ့တာအခုယောက်ျားလေးအသွင်နဲ့ဆိုတော့ပိုပြီးဆွဲဆောင်မှုရှိနေပြန်တယ်သူ့ရဲ့လှုပ်ရှားမှုတိုင်းကယောက်ျားပီတာနေတယ်ကျမတို့ကြားကတငယ်ချင်းတန်ရောစင်ကတော့ရှိနေတော့မယ်ဒါပေမဲ့အရင်လိုမဟုတ်တော့ပဲအရန်နေရခက်လာတယ်အရင်ကတော့ညီမတွေလိုအတူစားအတူအိတ်ခဲ့ကြပေမဲ့အခုတော့သူကမင်းသားဖြစ်နေပြီလေကျမတို့တယောက်ကိုတယောက်ကြည့်နေရင်လေထုထဲမှာနေရခတ်မှုတွေပြည့်နေနေတယ်။မှောင်လာတော့အခန်းထဲမှာဖျောင်းနိုင်တတိုင်ပဲထွန်းထားတယ်။အဲ့ဒီမှာပြဿနာကစတာပဲဘယ်မှာအိတ်မလဲအခန်းထဲမှာခုတိန်ကတလုံးလေးရှိတာအိတ်ရမလားမအိတ်ရဘူးလားအတူတူအိတ်ရင်သူကယောက်ျားကြီးလေအရင်ကအတူအိတ်ခဲ့ဘူးပေမဲ့အခုကအခြေအနေချင်းမတူတော့ဘူး။ဒါပေမဲ့မအိတ်ဘူးလို့ပြောရင်လေကျမကပဲကြောက်နေတယ်လို့ဖြစ်အောင်ပဲကျမစိတ်ထဲမှာဗျာများနေတော့လင်းအားကကျမရဲ့အတွေးကိုရိပ်မိပုံရတယ်။သူကခပ်ပြုံးနဲ့သူ့ဘေးကနေရာလွတ်ကိုပုတ်ပြပြီးဘာရက်လုံနေတာလဲလာအိတ်လေးတဲ့သူ့ရဲ့ဒီငိမ်လွန်းတဲ့အကြည့်ကိုကြည့်ပြီးကျမစိတ်ထဲမှာဒါကဖြစ်နိုင်ပါမလားလို့တွေးနေမိတယ်အဲ့ဒီညကကျမတညလုံးအိတ်မပျော်ဘူးနောက်တနေ့မနက်မှာတော့ကျမတို့နှစ်ယောက်လုံးမျက်ကွင်းညိုတွေနဲ့ခုတင်ပေါ်မှာတောင်းကြီးလဲလျောင်းနေခဲ့ကြတယ်ကြားထဲမှာတော့လူတယောက်စာလောက်ဝေးနေတာပေါ့ပြန်လာတဲ့လမ်းမှာလဲမြင်းလဲပေါ်မှာအခြေအနေကတိတ်ဆိတ်ပြီးနေရခတ်နေတော့မယ်လင်းအားကပဒင်းပေါက်ကိုမှီပြီးမျက်စိမှိတ်နေတဲ့သူ့ရဲ့မျက်တောင်ရှိတွေကိုခိုးကြည့်ရင်ကျမစိတ်လှုပ်ရှားနေမိတယ်သူကရုတ်တရက်ချောင်းဟန်းလိုက်လို့ကျမလမ်းဖြတ်သွားတယ်မင်းညကအချင်းတွေအရန်ပေါ်တယ်နော်လို့ကျမစကားလမ်းကြောင်းလွှဲလိုက်တယ်သူကမျက်လုံးဖွင့်ကြည့်ပြီးဟုတ်လို့လားနင်တညလုံးလူးလိမ့်နေလို့ငါပါအိတ်မပြောတာပါလို့ပြန်ပြောတယ်ကျမမျက်နှာတစ်ခုလုံးနေရဲသွားတယ်သူကကျမအိတ်မပြောတာကိုသိနေတာလားမင်းသမီးရောက်ပါပြီလို့အပြင်ကမြင်းလဲမောင်းသမားရဲ့အတန်ထွက်လာတဲ့ချက်ချင်းပဲလင်းအားကအရင်လိုနူးညံ့တဲ့မင်းသမီးလေးအသွင်ပြန်ပြောင်းသွားတယ်ကျမလည်းတက်ပြင်းချလိုက်ပြီးတစ္ဆာရှိတဲ့အစီခံလေးအသွင်ပြန်လှုပ်လိုက်ရတာပေါ့ဒါပေမဲ့ရှေ့ကနေပြေးလာတဲ့လူတယောက်ကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်ရဲ့မင်းသမီးလေးကျွန်တော်ရဲ့အသေးနှလုံးလေးအခုမှပြန်လာတော့တာလားဆိုပြီးဖူချမ်းကကပြားကားတိုက်ပြေးလာတယ်သူ့စီကနေရတဲ့အမွှေးနှံတာနှံကြောင့်ကျမနှာချေချင်သွားတယ်လင်းအားကတော့တီငိမ့်ပဲပြုံးနေတယ်ကျမခြံထဲမှာ2ရက်လောက်သွားနားနေတာပါလို့ဖြေလိုက်တယ်2ရက်ဆိုတာကျွန်တော်အတွက်တော့2နှစ်လောက်ကြာတယ်လို့ပဲဖူချမ်းကအပိုတွေပြောနေပြန်နေပြီးတော့သူ့အကြည့်ကကျမစီရောက်လာပြီးအိုးဒါကကုန်းရှောင်းမဟုတ်လားမျက်နှာလဲမကောင်းပါလားမင်းသမီးလေးကိုကောင်းမပြုစုလို့အပြစ်ပေးခံရတာလားတဲ့ကျမစိတ်ထဲကနေခက်ပြုံးမဲနေလိုက်တော့တယ်